ဒီနေ့ညအတွက်တပွဲကောင်းဖြစ် Spain Super Fla ပွဲစဉ်ဖြစ်တဲ့ Atletico Madrid နဲ့ Real Madrid တို့ရဲ့ပွဲကိုရွေးချယ်ပေးထားပါတယ်ဒီပွဲစဉ်မှာ Real Madrid ဘက်က body ကြေးတရေ40ရှုံးပေးထားပြီးတော့9ပေါင်ကြေး3ပေါင်40ဆိုပြီးဖွင့်လှစ်ပေးထားပါတယ်စတင်ကြေးတဲ့ body ကြေးအနေငယ်ပြော့လာပြီး9ပေါင်ကြေးပိုပြင်းလာတာတွေ့ရတယ် Atletico ကလက်ရှိမှာတိုက်စစ်ပိုင်းအားကောင်းနေခြင်းဖြစ်တဲ့နောက်ဆုံး9ပွဲမှာရာ9 12ဂိုးထိရတာမို့လို့ Real Madrid ရဲ့ခံစစ်ကိုကောင်းကောင်းဒုက္ခပေးနိုင်တဲ့အနေထားပါ Real ကလည်း Mbappe မှာပါပဲတော့နောက်ဆုံးပွဲစဉ်မှာ Real Betis ကို9ဂိုးထိသွင်းပြနိုင်ခဲ့တဲ့အသင်းမှာနောက်ဆုံး4ပွဲစဉ်လည်းနိုင်ရတာမို့လို့လက်ရှိဖလားပွဲစဉ်မှာလည်းနောက်တစ်ဆင့်တက်ဖို့ကြိုးစားလာနိုင်ပါတယ်တစ်ချက်ရှိတာကဒီပွဲစဉ်ကဂျာကွင်း Saudi မှာတောက်ကစားမှာပါမနေ့ကပွဲစဉ်မှာဆိုရင်ဘာစီကအပေါ်ဆုံးနဲ့ Saudi ပရိသတ်တွေကိုချိန်နဲ့အောင်ကစားပြခဲ့တာမို့လို့ဒီပွဲစဉ်မှာလည်း Atletico နဲ့ Real တို့လည်းဘယ်လောက်ထိဖြောင်းမှုပြနေမလဲဆိုတာကြည့်ရမယ့်ပွဲစဉ်ဖြစ်တယ်တွေးဆောင်မှုတွေက Atletico က2023ခုနှစ်ကစပြီးတော့ Real ကိုတော်လေးရှင်ကစားနေတာတွေ့ရတယ်။ပွဲစဉ်နောက်ဆုံးတွေးဆောင်မှု10ချိန်မှာလည်း2ချိန်သာရှုံးနေတာမို့လို့ဒီပွဲစဉ်မှာ Real တို့လွယ်ကူကူအနိုင်ရဖို့မလွယ်ကူပါဘူး။ Spain Super Fla မှာ Atletico ပေါင်းကစားရတဲ့အတိုင်းမှာလည်း Real ပါစီတို့ကအနိုင်ဆုံးတည်ကစားပြနိုင်တဲ့ဆင်လာတွေလည်းရှိနေတယ်။ဒီကိုကလည်းဒဏ်ရာကစားသမားတွေကင်းစင်နေတာမို့လို့အင်တာကစားနိုင်မှာပါ။အပေါ်ဆုံးထွက်ခဲ့တဲ့မနေ့ကဘာစီလိုနာပွဲစဉ်ကြောင့်လည်းဒီပွဲမှာအောက်ခြေတစ်ပတ်ဝင်လာနိုင်မြင်မိတယ်။အဲဒါကြောင့်မလို့အောက်အသင်း Atletico Madrid ကိုပဲရွေးချယ်မယ်။အချိန်ပိုထိကြည့်ရမယ့်ပွဲပါ။